မင်းရဲ့အရေးအမြဲရှိခဲ့စကားတွေမလို့နားလေခဲ့ဟိုချီရာတွေလမ်းပြခဲ့တာအခုတော့အလွမ်းအိမ်လေးဖြစ်ပါတယ်။အဲ့ဒီအိမ်ကမလုံခြုံတော့ဘူးဆိုရင်အဲ့ဒီကလေးဟာဘယ်နေရာမှာသွားပြီးခိုးလုံရမလဲ။မောင်မောင်ဟာအเจ้าမှာစာတော်ရဲ့ကလေးတယောက်ပါ။ဒါပေမဲ့အိမ်ပြန်ရောက်တိုင်းသူ့ရဲ့စာကြီးစပွဲဟာအရက်ပလင်းတွေတင်ထားတဲ့နေရာဖြစ်နေတယ်။တညမှာတော့အဖေဟာအမေကိုရိုက်နှက်ယုံတင်မကပဲမောင်မောင်အတဲထန်ကြိုးစားပြီးဖြည့်ထားတဲ့စာမေးပွဲရလက်ကောင်းတဲ့လက်မှတ်ကိုပါဆွဲဖြဲပစ်လိုက်တယ်။မင်းတို့ကငါပစံကိုဖြုံးနေကြတာလို့အော်ဟစ်ရင်းနဲ့ပေါ့။အမှန်တော့အဖေရဲ့အလောက်ကရတဲ့ပတ်စံတွေဟာအရက်ဆိုင်လေးမှာပဲပျော်ဝင်သွားနေတာကြာပါပြီ။အရက်သမားအဖေတယောက်ရှိတဲ့အိမ်မှာကလေးတွေဟာကလေးဘဝကိုမပိုင်ဆိုင်ကြရဘူး။သူတို့ဟာငငယ်ရွယ်ရွယ်နဲ့လူကြီးတွေရဲ့စူးရင်ပူပန်မှုကိုထမ်းဖို့ရတယ်။အဖေပြန်လာရင်မူးမလားအမေကိုရိုက်မလားငါတွေကိုရောအော်မလားဆိုတဲ့ကြောက်စိတ်တွေဟာသူတို့ရဲ့အုံနောက်ထဲမှာအမြင့်တွယ်သွားတတ်ပါတယ်။ဒါဟာမိသားစုတစ်ခုရဲ့အကြီးမားဆုံးဆုံးရှုံးမှုပဲ။ငွေကြီးထက်ပိုတန်ဖို့ရှိတဲ့ယုံကြည်မှုနဲ့နှွေးထွေးမှုတွေဟာအရက်ခွက်ထဲမှာတစ်ဆက်ဆက်နဲ့ပြောင်းဝင်သွားခဲ့ပြီ။အမုန်းတရားတွေဟာချစ်ချင်းမေတ္တာထပ်ပို့ပြီးနေရာယူလာတဲ့အခါမိသားစုဆိုတဲ့စကားလုံးဟာအတိပင်မဲ့သွားတတ်ပါတယ်။အချိန်ကြီးဟာတရွေ့ရွေ့ကုံဆုံးသွားခဲ့ပြီမဲ့အိမ်တဲကအရက်နံတွေကတော့မပြေသေးဘူး။အဖေဟာအရင်ကထပ်ပိုးမူးလာတယ်လို့အမေဟာလည်းအိုမင်းမစွမ်းထစ်လာခဲ့ပြီ။မောင်မောင်တိလိုက်တာတခုကငါဒီတိုင်းမထိုင်ငိုနေရင်ငါဘဝဟာလေဒီအရက်ပလင်းတွေကြားမှာပဲပုတ်တိုးသွားတော့မေးဆိုတာပါပဲ။သူဟာကြောင်းတက်ကိုပတ်စံမရှိလို့အလွတ်မျိုးစုံလွတ်ခဲ့ရတယ်။တစ်ဖက်ကလည်းအဖေရဲ့ဆဲဆူထန်ဒီကိုနားပိတ်ပြီးသူ့ရဲ့အနာဂတ်အတွက်လမ်းကြောင်းတစ်ခုကိုစတင်ထွန်းဖတ်ခဲ့တယ်။သူအဖေကိုမမုန်းပါဘူး။ဒါပေမဲ့အဖေလိုလူမျိုးတော့အဖြစ်မခံနိုင်ဘူးဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကသူ့ကိုတွန်းအားပေးနေခဲ့တယ်။အဖေကအရက်သမားမို့လို့ငါဘဝပျက်စီးရတာဆိုတဲ့စင်ချီဟာခဏတစ်ဖြုတ်တော့မှန်နိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီစင်ချီနောက်မှာပဲတသက်လုံးပုံနေရင်တော့ခမားကိုယ်တိုင်ကခမားဘဝကိုဖျက်ဆီးလိုက်တာပါပဲ။နာကျင်မှုဆိုတာခွန်အားဖြစ်ဖို့အတွက်ပါ။အရက်သမားအဖေတယောက်စီကနေရလိုက်တဲ့အကောင်းဆုံးသင်ခန်းစာကငါဒီလိုဘဝမျိုးနဲ့မနေဘူးဆိုတဲ့ပြင်းပြတဲ့စိတ်တက်ပဲဖြစ်ရမယ်။ဘဝမှာကိုမရွေးချယ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့ကိုဘသူဖြစ်လာမလဲဆိုတာကိုတော့ကိုယ်တိုင်ရွေးချယ်လို့ရပါတယ်။အမောင်ထဲမှာနေရတဲ့သူဟာအလင်းရောင်ရဲ့တံပိုးကိုပိုသိသလိုပဲစင်းရဲဒုက္ခကြားကရုံးထွက်လာတဲ့သူဟာပိုပြီးကြံ့ခိုင်တတ်ပါတယ်။နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုရဲ့ရလဒ်အနေနဲ့မောင်မောင်ဟာအောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပြီးသူအရင်ဆုံးလုပ်ခဲ့တာကအဖေကိုအရက်ဖြက်ရိတ်တာပို့ပေးခဲ့တာပါပဲ။အစာပိုင်းမှာခက်ခဲခဲ့ပေမဲ့အဖေဟာသူသားရဲ့အောင်မြင်မှုနဲ့ရိုးသားတဲ့မေတ္တာကိုမြင်တဲ့အခါမှာတော့နောင်တရပြီးအရက်ခွက်ကိုစွန့်လွတ်ခဲ့ပါတယ်။အခုတော့အိမ်ကလေးထဲမှာအရက်နှံ့နေမရှိတော့ဘူး။ဆဲဆိုတန်ဒီအစား TV ကြည့်ရင်ရဲမောတန်တွေဟင်းနံမွေးမွေးလေးတွေနဲ့အေးချမ်းတဲ့မိသားစုဘဝလေးကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါပြီ။မောင်မောင်ဟာသူ့ရဲ့နာကျင်စရာအတိတ်ကိုခွန်အားအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။နေကုန်းချုပ်အနေနဲ့ခမရဲ့အဖေဟာအရက်သမားဖြစ်နေပါစေခမရဲ့မိသားစုဟာပျက်စီးနေပါစေအဲ့ဒါဟာခမရဲ့နေကုန်းမဟုတ်ပါဘူးခမမှာရွေးချယ်ပိုင်ခွင့်ရှိပါတယ်အတိတ်ကနာကျင်မှုတွေကိုလက်ကင်ထုတ်လုပ်ပြီးရှေ့ဆက်မလားဒါမှမဟုတ်အဲ့ဒီနာကျင်မှုတွေကိုလေကားထစ်လုပ်ပြီးအမြင့်ကိုတက်မလားဆိုတာခမအပေါ်မှာပဲမူတည်ပါတယ်လူတော်များများကပြောကြတယ်ငါအဖေကအရက်သမားမို့ငါဘဝပျက်စီးရတာတဲ့ဒါပေမဲ့တကယ်တော့အတိတ်ဆိုတာခမကိုချီနှောင်ထားတဲ့ဂျိုးမဟုတ်ဘူးရှေ့ဆက်ဖို့ခွန်အားပေးတဲ့တွန်းအားတာဖြစ်တဲ့လေခမရဲ့မိသားစုဟာအစိတ်အတောက်ဖြစ်နေခဲ့ရင်တော့ခမကိုယ်တိုင်ကတော့နှွေးထွေးတဲ့အိုအေးစစ်တစ်ခုဖြစ်လာအောင်စူးစမ်းလို့ရပါတယ်အမုန်းတရားဟာလူတစ်ယောက်ကိုလောင်မြိုက်စေပြီးမြဲတီးခန့်ခြင်းနဲ့စူးစမ်းမှုကတော့ပျက်စီးနေတဲ့မိသားစုတစ်ခုကိုပြန်လည်ပြုပြင်ပေးနိုင်ပါတယ်တင်အဖေဘသူလဲဆိုတာတင်မရွေးချယ်နိုင်ပေမဲ့တင်သားသမီးတွေအတွက်တင်ဟာဘလို့အဖေမျိုးဖြစ်လာမလဲဆိုတာကိုတော့တင်ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်ဒီဇလန်တဲကနေအသိပညာတစ်ခုခုရခဲ့ဖို့မျှော်လင့်ပါတယ်ဇလန်လေးတွေနေ့စဉ်တင်ဆက်ပေးမှာမို့ကျမရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်